hello မင်္ဂလာပါခုလိုကိုချက်ပွဲမှာလာရောက်ပြီးတော့ထွက်ပြေးခွင့်ရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ကိုချက်ရေးထားတဲ့ချင်းမုံနားတော်မှာနော်